ကဘာသူကဘာသားအားလုံးသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ကြပါစေဟုဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ပြည်တော်စုပွားမြန်မာနိုင်ငံသားမျိုးနွယ်စုအားလုံးဟာချမ်းသာဒုက္ခကိုမျက်နှိုးချပြီးငြိမ်းချမ်းစွာနေထိုင်လိုကြသူများဖြစ်ကြတယ်တို့ရတွင်ယနေ့တိုင်လူအင်ဆန္ဒအပြည့်ဝမရရှိကြသေးသည်မှာတတိတံပစေညတရားအားနည်းနေခြင်းကြောင့်သာဖြစ်တယ်တတိတံပစေညကိုတိုးမြင့်လေ့ကျင့်ပြီးမလုံးတဲ့နာကိုရှောင်လုံးတဲ့နာကိုအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ကြရပါမယ်သို့မှသာမိမိတို့မျှော်လင့်ထားတဲ့ချမ်းသာဒုက္ခနဲ့ငြိမ်းချမ်းမှုကိုရရှိနိုင်ကြမှာဖြစ်တယ်မလုံးတဲ့နာတွေလုံနေသမျှလုံးတဲ့နာတွေမလုံသေးသမျှပြည်သူတို့တယောက်မှချမ်းသာဒုက္ခကိုမရနိုင်ပါမလုံးတဲ့နာတွေလုံနေသမျှဆိုးချိုးနဲ့သာကြုံတွေ့ကြရမှာဖြစ်ပြီးလုံးတဲ့နာတွေကိုမလုံသေးသမျှကောင်းကျိုးချမ်းသာကဝေးကွာနေဥမှာသာဖြစ်တယ်ဒါကြောင့်နိုင်ငံတကာနှစ်သစ်ကူ2020ပြည့်နှစ်ဦးကာလအစပြု၍တတိတံပစေညတရားလက်ကင်ထားကအတ္တအကျိုးပရအကျိုးနိုင်ငံအကျိုးဝါတိုးအောင်ဆောင်ရွက်ကြပါလို့မေတ္တာပြုတိုက်တွန်းအပ်ပါတယ်